မင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းလေးကတော့ Top Form Series ထဲက Smart Bomb အတွဲလေးအကြောင်းပဲဖြစ်ပါတယ်ရှင် Smart Bomb အတွဲလေးထဲကပထမဆုံး Smart ရဲ့အကြောင်းကိုပြောပြပေးပါမယ် Smart ချီစနူဖုံဖူဝမ်မနီဟာဆိုရင်ထိုင်းလူမျိုးတရုတ်ဆောင်တူပဲဖြစ်ပါတယ်2001ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာမွေးဖွားခဲ့တာကြောင့်လက်ရှိမှာအသက်24နှစ်ရှိနေပါပြီချန်ဒရာကာချန်ရာဂျာဘတ် University မှာပညာသင်ကြားခဲ့ပါတယ်။ Smart ဟာတရုတ်ဆောင်မော်ဒယ်အပြင်အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။သူဟာအနုပညာနယ်ပယ်ထဲကိုဒုံဆေးနိုးစီးရီးလေးနဲ့စတင်ဝင်ရောက်လာခဲ့ပြီးမိမိုင်းဝိုင် Entertainment ကနေပွဲဦးထွက်ခဲ့တာပါ။ Smart ချီစနူဖွန်ဟာ2021ခုနှစ်မှာဒုံဆေးနိုးဆိုတဲ့ဇာတ်လမ်းတွဲမှာလေယွန်ဆိုတဲ့ဇာတ်ကောင်အနေနဲ့အနုပညာနယ်ပယ်ထဲကိုစတင်ဝင်ရောက်လာခဲ့ပါတယ်။သူပါဝင်ခဲ့ဖူးတဲ့စီးရီးတွေကတော့ဒုံဆေးနိုး Love in the Air, The Moment of Love နဲ့ Top Form Series တို့ပဲဖြစ်ပါတယ်ရှင်။ Smart ဟာမိမိုင်းဝိုင်နဲ့လက်တွဲလုပ်ကင်ခဲ့ပူပြီးနောက်ပိုင်းမှာတော့ Grand Avery Record နဲ့စာချုပ်ချုပ်ဆိုလိုက်တာပဲဖြစ်ပါတယ်။2024ခုနှစ်ထဲမှာတော့ Top Form Series အတွက် Headliner Thailand, Thailand Entertainment တို့နဲ့စာချုပ်ထပ်မံချုပ်ဆိုခဲ့ပေမဲ့2025ခုနှစ်ထဲမှာတော့စာချုပ်ပြဿနာတချို့ကြောင့်စာချုပ်ကိုဖျက်သိမ်းခဲ့ရပါတယ်။အခုလောလောဆယ်တော့စာချုပ်အသက်အတွက်ထပ်မံဆွေးနွေးနေတာတွေလည်းရှိနေပါတယ်။သူ့ရဲ့အမှုပညာခရီးလမ်းမှာအခက်အခဲတချို့ရှိခဲ့ပြီးရိုက်ကူးဖို့စီစဉ်ထားတဲ့ project တွေဖျက်သိမ်းခံရတာမျိုးတွေကြောင့်အမှုပညာလောကကနေခဏတာရပ်နားခဲ့တာတွေလည်းရှိခဲ့ပါတယ်။ Top Form Series ထဲမှာ Bomb နဲ့အတူတရုတ်ဆောင်ပါဝင်ပြီးတဲ့နောက် Smart ဟာပိုပြီးတော့လူသိများလာခဲ့ပါတယ်။ Bomb Rawiwit ကတော့1991ခုနှစ်ဩဂုတ်လ10ရက်နေ့မှာမွေးဖွားခဲ့တာကြောင့်အခုလက်ရှိမှာအသက်33နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ Kim Mangkok University of Technology North Bangkok ကနေ Electrical Engineering ဘာသာရပ်နဲ့ဘွဲ့ရရှိထားပါတယ်။ Bon Rawiwit ဟာဆိုရင်2016ခုနှစ်မှာ Headliner Thailand ရဲ့တရုတ်ဆောင်အဖြစ်နဲ့စတင်လုပ်ကိုင်ခဲ့ပါတယ်။သူဟာ Bad Romance Series မှာဇက်ပိုတရုတ်ဆောင်အဖြစ်နဲ့စတင်ပွဲဦးထွက်ခဲ့ပြီးတော့ Songkram Yongpu To Be Continued ဇာတ်လမ်းတွဲမှာလည်းပါဝင်တရုတ်ဆောင်ခဲ့ပြီးလူသိပိုများလာခဲ့ပါတယ်။ Bomb ဟာ Theory of Love, My Engineer စတဲ့ series တွေမှာပါဝင်တရုတ်ဆောင်ခဲ့ဘူးသူပါ2018ခုနှစ်မှာတော့ Bomb Rawiwit ဟာသူ့ရဲ့မိသားစုဝင်တချို့နဲ့တူဘစ်ကွိုင်လိမ်လည်မှုနဲ့ပတ်သက်ပြီးတော့ငွေကြေးခဝါချမှုဆွဆွဲချက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဖင်လန်နိုင်ငံသားယင်းနှိမ့်မြုပ်နှံသူတို့ကို Thai Stock Share တွေနဲ့တခြားပိုင်ဆိုင်မှုတွေမှာယင်းနှိမ့်မြုပ်နှံဖို့ဘစ်ကွိုင်တန်ပေါင်းများစွာလိမ်လည်ခဲ့တယ်လို့ဆွဆွဲခံခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့ဘဏ်အကောင့်တချို့နဲ့